ပါရမီတွေရှိပြီးတော့ဉာဏ်ဉာဏ်သွေးထက်မြက်တော်လည်းပဲစိတ်ဆန္ဒမရှိဘူးဆိုရင်မဖြစ်ဘူးသွားနော်စိတ်ဆန္ဒတော့ရှိတယ်မကြိုးစားဘူးဆိုရင်မဖြစ်ဘူးကြိုးတော့ကြိုးစားတယ်မရရင်စိတ်ဓာတ်ကလျှော့သွားတယ်ဆိုရင်မဖြစ်ဘူးလုံနည်းလုံဟန်အသိဉာဏ်နဲ့စဉ်းစားပြီးတော့မကြိုးစားဘူးဆိုရင်မဖြစ်ပြန်ဒါကြောင့်မို့လုပ်ငန်းတစ်ခုအောင်မြင်မှုအတွက်ကဘာရှိရမှာလဲလို့ဆိုရင်နံပါတ်1ကဆန္ဒနံပါတ်2ကဆန္ဒရှိတဲ့အတိုင်းကြိုးပမ်းအထောက်တဲ့ဝီရိယကြိုးစားအထောက်ပြီးဆိုရင်လွယ်လွယ်ကူကူဟာပဲအရာမှမဖြစ်ဘူးထုံးစံဖြစ်တဲ့လူအနေငယ်သာရှိကောင်းရှိအရာခသိဟာခက်ခဲတာပဲလုံလဝီရိယတော့ထုတ်ပါရဲ့အခက်ခဲလေးကျုံလာတဲ့အခါစိတ်ဓာတ်ကပြော့ကျသွားတယ်စိတ်ဓာတ်မခိုင်ပါဘူးဆက်ပြီးကြိုးစားခြင်းနဲ့မရှိဘူးဆိုလို့ရှိရင်မရပြန်ဘူးတောင်းမို့ဆန္ဒရှိရမယ်လုံလဝိရိယရှိရမယ်စိတ်ဓာတ်ကြံ့ခိုင်ရမယ်သို့တော့ဆန္ဒလည်းရှိတယ်ဝိရိယလည်းရှိတယ်စိတ်ဓာတ်လည်းကြံ့ခိုင်တယ်လုံနည်းလုံဟန်လွဲမှားနေပြန်ပြီဆိုလို့ရှိရင်မရဘူးဒါကြောင့်မို့ဝိမန္တဆိုတာမှန်ကန်တဲ့အမြင်တစ်ခုစဉ်းစားဆင်ခြင်မှုတွေနဲ့လောက်ရမှာဖြစ်တယ်